ဒီနေ့မှာတော့ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အရေးကြီးဆုံးအစိတ်ပိုင်းတစ်ခုဖြစ်တဲ့အသည်းအကြောင်းကိုပြောပြသွားချင်ပါတယ်။အထူးသဖြင့်ဒီနေ့ခေတ်မှာလူတော်တော်များများခံစားနေရတဲ့အသည်းစီဖုံးယောဂအကြောင်းမှာဒီယောဂကအစပိုင်းမှာဘာလက္ခဏာမှမပြတတ်ပေမဲ့ယောဂရင်းလာတဲ့အခါခန္ဓာကိုယ်ကသတိပေးလက္ခဏာတွေပြတတ်ပါတယ်။ဒီလက္ခဏာတွေကိုစောစောစီးစီးသိထားမယ်ဆိုရင်အသည်းပျက်စီးမှုကိုအချိန်မီတားဆီးနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်အသည်းစီဖုံးရင်ပြတတ်တဲ့ရှိပြေးလက္ခဏာ7ချက်ကဘာတွေလဲဆိုတာအခုပဲကြည့်လိုက်။ရအောင်ဗျာ။တပိုင်းနာခြင်း abdominal pain ပထမဆုံးလက္ခဏာကတော့ဘိုင်းနာတာပါယောဂစဖြစ်ခါစားမှာအစားတောက်ပြတ်တာမျိုးတွေဖြစ်တတ်ပြီးဘိုင်းရဲ့အညာဘက်အပေါ်ပိုင်းတဲရှိတဲ့နေရာနာမှာအောက်နာတာမျိုးတွေခံစားရတတ်ပါတယ်။နှစ်ပိုက်ထဲရေစုခြင်းနောက်တစ်ချက်ကတော့ပိုက်ထဲမှာရေစုတာပါစေပညာအရအစိုက်လို့ခေါ်ပါတယ်ပိုက်ထဲမှာရေတွေပြည့်လာတဲ့အတွက်ပိုက်ကဲတာလေးပွားတာပြုတ်အန်တာနဲ့အသက်ရှူကျက်တာတွေပါဖြစ်လာနိုင်ပါတယ်။ကိုယ်4ချိန်ကြာဆင်းခြင်းမိမိဘက်ကဝိတ်ချဖို့ဘာမှမလုပ်ဖဲနဲ့ကိုယ်4ချိန်ရုတ်တရက်ကြာသွားတာမျိုးကြုံနေရပြီဆိုရင်တော့သတိထားဖို့လိုပါမယ်။ဒါဟာအသည်းယောဂရဲ့လက္ခဏာတစ်ခုဖြစ်နိုင်လို့ပါလေးကြွသားများပိန်နေခြင်းအသည်းယောဂရင့်လာတဲ့အခါအထူးသဖြင့်အသည်းချောက်တဲ့အဆင့်ရောက်လာတဲ့အခါမှာခန္ဓာကိုယ်ကကြွသားတွေပိန်နေသွားတတ်ပါတယ်။ဒါကအသည်းယောဂသည်တော်တော်များများမှာတွေ့ရတတ်တဲ့လက္ခဏာတစ်ခုပါ။အသားဝါခြင်းဒါကတော့လူသိများတဲ့လက္ခဏာပါအသည်းလှုပ်ဆောင်ချက်မကောင်းတော့တဲ့အခါbilirubinဓာတ်တွေများလာပြီးအရေပြားနဲ့မျက်လုံးအိမ်ဖြူသားတွေကအဝါရောင်ပြောင်းသွားတတ်ပါတယ်6ပုံမှန်မဟုတ်ပဲတွေးထွက်ခြင်းအသည်းကတွေးတိတ်စေတဲ့ဓာတ်တွေကိုထုတ်လုပ်ပေးတာဆိုတော့အသည်းမကောင်းရင်တွေးမတိတ်တော့ပါဘူးထိခိုက်မိရင်အလွယ်တကူတွေးချူတာတွေးထွက်လွယ်တာတွေဖြစ်တတ်ပါတယ်ခုနှစ်ပင့်ကူအိမ်ပုံစံတွေးကြောကွက်များနောက်ထပ်ထူးခြားတဲ့လက္ခဏာကတော့အရေပြားပေါ်မှာပင့်ကူအိမ်လိုပုံစံတွေးကြောမြင်လေးတွေပေါ်လာတာပါအလဲမှာအနီးဆက်လေးရှိပြီးဘေးကိုဖြာထွက်နေတတ်ပါတယ်ဒါဟာနာတာရှိအသည်းယောဂတွေမှာအများဆုံးတွေ့ရတတ်ပါတယ်ရှစ်အုံနောက်ပိုင်းဆိုင်ရာထိခိုက်ခြင်းအသည်းကအစိတ်တောက်တွေကိုမဖယ်ရှားနိုင်တော့တဲ့အခါအဲ့ဒီအစိတ်တွေကအုံနောက်ကိုရောက်သွားပါတယ်ဒီအခါမှာစိတ်ရှုပ်ထွေးတာစိတ်တူလွယ်တာမှတ်ဉာဏ်မကောင်းတာနဲ့ဟန်ချက်မထိန်နိုင်တာမျိုးတွေဖြစ်လာနိုင်ပါတယ်ကိုစီနှစ်ဝမ်းအယောင်ပြောင်းခြင်းပုံမှန်မဟုတ်ပဲစီးအယောင်ကရင့်လာမယ်လက်ဖက်ရည်အယောင်လိုမျိုးဝမ်းအယောင်ကတော့ဖြူဖြော့ဖြော့အယောင်ပြောင်းသွားမယ်ဆိုရင်ဒါဟာအသည်းပြဿနာရှိနေကြောင်းပြသနေတာပါတစ်ဆက်အမျိုးသားများရင်သားကြီးထွားလာခြင်းဟော်မုန်းပြောင်းလဲမှုကြောင့်အသည်းစီဖုံးတဲ့အမျိုးသားတွေမှာရင်သားတွေပုံမှန်ထက်ကြီးလာတာမျိုးကြုံတွေ့ရတတ်ပါတယ်သွေးကြောများထောင်ခြင်းနောက်ဆုံးတစ်ချက်ကတော့အရေပြားအောက်အထူးသဖြင့်ဗိုက်ပြင်မှာသွေးကြောကြီးတွေထောင်ထလာတာအရေးအကြောင်းတွေလိုမြင်နေရတာမျိုးတွေဖြစ်တတ်ပါတယ်။အခုပြောပြခဲ့တဲ့အချက်ချက်ထဲကတစ်ခုခုကိုခန်းစားနေရပြီဆိုရင်တော့ပေါ့ဆမနေပဲဆရာဝန်နဲ့အမြန်ဆုံးတိုင်ပင်ဆွေးနွေးဖို့အကြံပြုချင်ပါတယ်။အသည်းကျန်းမာရေးဟာကျွန်တော်တို့အသက်ရှင်ဖို့အတွက်အဓိကတော့ချက်မှုလို့ဂရုစိုက်ကြပါခင်ဗျာ။ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်ဆိုရင် like နဲ့ share လုပ်ပေးဖို့မမေ့ပါနဲ့နောက်ထပ်လည်းကျန်းမာရေးဗဟုသုတတွေတင်ဆက်ပေးသွားမှာမို့ subscribe လုပ်ထားကြပါဦးအားလုံးပဲကျန်းမာရှင်လန်းကြပါစေခင်ဗျာ။